အဲ့ဒါပဲချင်းကပောက်စီခိုင်းထားတာလေးလေအလုံးအလုပ်လုပ်ပြီးတော့မှာပါနော်ကျမတို့ဒါပုံမှန်ဆိုရင်ဒါ6နယ်ဆိုရင်ဒါကအငိမ့်သိမ့်တဲ့ချိန်ကျမတို့ထကာတာဖြစ်လို့အဲ့တော့အိတ်ချင်နေကြမှာပဲနော်ဒါပေမဲ့မပြင်းအောင်ကျမတို့မောင်နှမတွေတက်ညီလက်ညီပေးတဲ့က easy တယောက်မှကိုမနှုံနိုင်မကြည့်မနှုံပါနဲ့နော်ရောက်ခဲ့ပါတယ်ကဲအဲ့တော့ကျမဘာကမှလဲလူရှင်တော်ကကိုပေါ့စီကိုဝိုင်းချစ်ဆိုတာဒါကျမအားအကူအဆုံးလူရှင်တော်တွေပါအဲ့တော့ကျမအကူတွေကျမမောင်တွေကတော့မငိမ့်ညက်ခိုင်ကကြပါတယ်အဲ့ဒါကဘာလဲလို့မေးပလင်အငိမ့်စင်အငိမ့်ဂရင်အငိမ့်ပါတဲ့ကျမတို့အငိမ့်သမိုင်းက3ရက်ဖြတ်တန်းခဲ့ရပါတယ်ရှင်ပလင်အငိမ့်စင်အငိမ့်ဂရင်အငိမ့်ပလင်အငိမ့်ဆိုတာကပလင်မမရှိတဲ့လူရန်သားတွေကိုကပြတာပလင်မထိုင်တာကတော့ဘယင်ပေါ့ဒါဆိုရင်ဘယင်ရှင်မှာကတဲ့နန်းတွင်းအငိမ့်ထူးခြားချက်ကကိုစောမင်းတို့လိုစိုင်းကြီးမောင်းဘာမှမပေါ်သေးဘူးတဲ့ကနေတဲ့ကကြည်သေးများဟာတက်ရောက်တဲ့ကိုဆိုင်နဲ့ကိုကရတာဟဲ့တက်ရောက်တဲ့ကိုဆိုင်နဲ့ကိုဘလူကတော့နဲ့ရှိနေလက်ကမယ်ကိုကမဲ့တီလုံးကိုလက်ကတီးရတယ်ဟုတ်လားကိုတီးနေတဲ့တီးလုံးကိုလည်းမလွဲအောင်ကနေတဲ့ကိုနေဟန်ကျိုးကိုလည်းမမအောင်သူတို့အာယုံတစ်ခုတစ်ပြိုင်နဲ့အလုပ်လုပ်ကြတာဒါကြောင့်နံပါတ်1ကမယ်ပလင်အငိမ့်မို့လို့ကိုစောမင်းရွှေဆိုင်အောင်ဝေးစင်ရတာဆိုတဲ့နိုင်ရွရိုးရတစ်ပိုင်းနဲ့ဟိုးရှိကပလင်အငိမ့်ဒီလိုကျမတို့ပြန်လွှမ်းကြည့်အောင်ပလင်ဝေးစင်ရတာနာမညငယ်လေးစီရခေါရှင်မောင်ငယ်လေးတောင်းချီဦးမမြောက်ဖီလာခွေကမှုရတဲ့ရှူရှူရဲ့ဝေအလူရှူရှူပလင်ကြီးပလင်ပေါ်မှာရှိတဲ့လူရန်သားတွေကိုကပြရအသုံးတော်ခံရတဲ့ဒီနေ့မင်းသမီးလေးပေါ့အေးမသိဘူးအဲ့တော့ဒါကပလင်အငိမ့်ပါရှင်ဒီကကျမကမှာကစင်အငိမ့်ပါဘာစင်လုံးလို့မင်းတော့ရုပ်ကြီးစင်အဲ့တော့ကိုကြီးဗျကျိုးကဆွဲပါမယ်ဒီအမဲဥပကြီးကဘာလို့အမဲဥပကြီးအမဲဥပမဟုတ်ပါဘူးညီမလေးရဲ့ပန်းတူရောင်ဘဝလေးပါအဲ့တော့ဒါပန်းရောင်ဘာလို့တော့ပန်းရောင်နေကြည့်ပါအဲ့ဒါဘဝပါမလျှော်တာတော့ကိုကြီးကဟွာလောက်22နှစ်လောက်တော့ရှိပြီပေါ့22နှစ်ရေးမရှိလို့လားငါဝယ်ပြီးပါမယ်ဟဲ့ဒီမှာကျိုးလိုတဲ့နေရာကျိုးသုံးတာနော်နာစီးနေတဲ့ချိန်နာရင်ညစ်တယ်ထမင်းစားပြီးလက်တော့တယ်တချို့ဒီလိုဖျားခဲ့မပင်ဖင်ခုတိုင်းတယ်လိုတာရကိုစောမင်းကဒီပွားဝယ်ရမှာရော့မလီဟဲမလီကြည့်ပါအောင်ဟဲ့ငါမသိဘူးပွားလို့မထင်ဘူးမိုးကပတ်အုပ်တယ်ဟာမှတ်တယ်အဲ့တော့ကျမကစင်ကြီးဆိုတော့ဘာစင်လုံးလို့မင်းရင်တော့ရုပ်ကြီးစင်မှာတချို့ကငိမ့်ညက်ခိုင်တို့အယုတ်ကျိုးဆက်ကတာမြင်ဘူးတဲ့နဲ့ရှိလိမ့်မယ်ခါတိုင်းကတဲ့အယုတ်ကျိုးဆက်ကပေါက်စုပေါက်မမေလာမောကတာရင်မက်ဆိုရင်မက်ပခုံးဆိုပခုံးဘယ်လူရှင်တော်နဲ့မဆိုကရတယ်ဒါကကျမတို့မြန်မာတနိုင်ငံလုံးမှာငိမ့်ညက်ခိုင်အကောင်းဆုံးမင်းသမီးစုရတော့နောက်ကပတ်ဖို့ပြီးတာလေဒီကိုဝိုင်းချင်တဲ့ကိုပေါက်စီပါပဲကျမကဘာကမှာတော့လို့ဆိုရင်တချင်းစုံကတော့နိုင်ကြီးတကယ်ချင်းစက္ကန့်ပိုင်းလောက်ပဲရှိတယ်အဲ့ဒီစက္ကန့်ပိုင်းလောက်နဲ့ကိုဝိုင်းချီရဲ့တကိုယ်လုံးကိုကျမတက်မှာတကိုယ်လုံးညရင်မခိုင်တဲ့နေရာမခိုင်တော့ဘူးနော်ခိုင်တော့တာညရဲ့လေမခိုင်လဲဘွားတော့ထောက်ပေးမယ်ရတကုန်းချမင်းတို့အလကနေတာကိုကလေးကြည့်တာနော်အယုတ်လူကမှာဆိုတော့လူမဟုတ်ဘူးကျမအယုတ်ကြီးလူကိုကမှာအဲ့တော့ကိုကြီးကနောက်ကအဓိကပါသူများတွေကကြည့်ပြီးကိုစောမင်းဘာဖြစ်လို့မကြည့်ရလဲရေဘူးလေးပြသက်မှာလို့ကိုစောမင်းဘာရေဘူးလေးပြသက်မှာတော့ရှင်းမှာတက်ဆုံဆံမြန်ကနေဘာဖြစ်လို့မကြည့်ရလဲဘယ်သူကတော့ကိုဝိုင်းချင်တဲ့ကျမကနေတာဘာလို့မကြည့်တာတော့လို့အရင်ပွဲလေဒီလိုကားတာပဲကြည့်မကြီးမင်းအရင်ပွဲကဒီလိုကားတာမဟုတ်ဘူးလားအသေးဟာမတိုင်နိုင်သားရဲ့
ကွာမင်းတို့ကနေမောင်နှမနေကရှိုးထားတာဗျာနော် တိတ်ချာကကြအရင်တော့ကနေမတူအောင် လေမြန်ကွက်တွေပါတယ်တော့လေမြန်စီးရကွက်တွေ အေးအဲ့ဒါဆိုငါပြန်ကပြောင်းငါမကြည့်ရသေးဘူးဗျအေးလုံးအောင် ကြည့်ပါသေချာကြည့်ပါ ဘာကွယ်ဟောပါပြောနေမှာ ပရိသတ်ကမင်းတို့ဖွဲ့ကိုပြကြတယ် အဲ့ဒါပရိသတ်တကယ်ပြောတာပြီးကြတဲ့ဘွယ်ဒါမကောက် မင်းတို့ဖွဲ့ငါတို့ထင်သေးလို့ဒီလိုဟာလေးကနေလို့ပြောလို့အစ်စ်လုပ်ပြတာတစ်ဖက်လုံးပြသေးချင်တာ တ ငါ ကယ်ပြောတာမကြည့်လဲလို့ပါတကယ်ပြောတာတကယ်ပြောတာ ကွမ်းချရတယ်ကွမ်းချစပယ်ရှယ်လို့ကျွန်တော်ကွမ်းချတို့ကြည့်နေမှာအဲ့ဘက်လက်မြန်မာဆိုလို့ချ ဟာကိုစောမင်း ညာ ပြီးသွားပြီ အာပြီးသွားပြန်ပြီလားငါရေးတောင်းနေလို့ဟာ ကြည့်လိုက်အောင်လား မန်းချီမင်းကွာငါတောင်းလည်းမကြည့်လဲဘူးဟာမင်းကွာ ကြည့်ချင်တာတဲ့ तू က ခြေတောက်နေရဟလား အေးဟုတ်တယ် ဓာတ်ဘူးလေးရတောက်မလားဓာတ်ဘူးလေးရ တော့ချင်မဟုတ်ရေးတန်းဘူးတွေကတောင်း ကဲအဲ့တော့ဒါကအစင်းချင်းရှင်ဒီတကာကမှာကဂရင်ငိမ့်မှာဘာညင်းလို့မင်းတော့ဂရင်ငိမ့်ရှင်ဟိုမျိုးကြီးတွေကကျမတို့ကိုဘယ်လိုခေါ်လဲလို့မင်းဟေးဟိုအညာကဂရင်တိုးမင်းသမီးတွေလေဟိုအညာကဂရင်တိုးလူရှင်တော်နာမည်ဘယ်သူလဲ အဲ အောင်မအညင်ချင်းတူတူသူတို့ကကျမတို့ဂရင်တိုးလို့ခေါ်တာစိတ်ထဲတော့တိတ်စင်မပြေဘူးတို့ကစင်ကြီးကနာကြီးနဲ့မကပဲဂရင်လေးပေါ်တက်ကြတဲ့အုပ်စုမို့လို့ဂရင်တိုးလို့ခေါ်တာလားလို့တော့တိတ်တော့အရင်တော့ကတော့စိတ်ထဲအောင်တတ်တယ်ပေါ့ရှင်ဒါပေမဲ့ကျမတို့ဂရင်တို့ရဲ့အသာချက်ကဘာလဲသိလားကိုဂရင်ရှိရင်ဇက်ခုံဖြစ်တာကဲအခုပေးတဲ့ခလေးကောင်ကျမတို့ဇက်ခုံထိုးထားလိုက်ပြီအိတ်နေတဲ့ခလေးတွေလည်းမြင်ရပါငိုက်နေတဲ့ဒေါ်လေးကိုလည်းတွေ့ရပါဒါဆိုရင်ပေးတဲ့ပြင်းနေပြီဆိုတာကောင်းကောင်းကက်ခတ်လို့ရလို့ကိုစားမင်းတို့မောင်နှမဒီလိုဆိုဒီလိုကတာပေါ့ရှင်ဒီမြေမှာဟိုတောင်းတဲ့ရှောင်းတဲ့ပုံရချောလင်းတော့ရွှေဝင်းနဲ့ဝီစုဝိုင်းဖွေရတာယိုကိုဝိုင်းချီရဲ့ ဘာလို့ အမလီခါစီကနာတာတာရစီကအောင်တောင်းတာ ဟောဘာမှမလုပ်ဖ ೇನೆ ဖန်ခံအောင်ဘာလို့ တော်မေ့ကြီးမဆောင်နဲ့နော် ဟော ဟင်းကြုံနမမီနီတယ်လေတိတ်ချေမငယ်ရအောင်သွေးစေးစားတဲ့ခလေးများမွေးဖွားခြင်းအမလီကိုဝိုင်းချီရဲ့လို့အထုမအော်နဲ့တဲ့မူးမော်ရင်နန်းတုတ်တာနာနာရှူလို့တော်ကျုပ်ပြောတာလေ ပြောပါဦးခဲ ဒါကြောင့်ဘုံမွေမြောက်ခေါ်အောင်စော်လူပါယူအသေးပြည့်12ရက်ထဲမှာအမလေးကိုဝိုင်းချစ်ဆိုတဲ့မွေးချင်းဆိုတဲ့ပညာတရက်ကောင်းကောင်းထင်ရခဲ့တာမဟုတ်ဆိုမင်းတမီးတို့ပညာအစင်းရှုမြင်လေရ အချစ်ကဘာတောင်းမသိဘူး ဒေတာ မြောက်ခေါ်အောင်စော်လူပါယူအတာဝေးပါလို့မြောက်ခေါ်အောင်စော်လူပါယူအတာဝေးပါလို့ဘုတ်တင်ပြလို့ကမ္ဘာစနကတော